Hello จ้ะโอเคမင်္ဂလာပါဟုတ်ကဲ့ရကြဟုတ်ကဲ့မလေးပစ္စည်းကမနက်ဖြန်ပို့ပေးရမှာမပို့ဘူးတိုင်းဟာဆရာဟောပစ္စည်းကဟောမနက်ဖြန်မပို့ဖြစ်သေးဘူးတဲ့ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ဟုတ်ကဲ့မလေးဘယ်နေ့ပို့ပေးမလဲ ဒီညနေပို့ပေးမယ်လေဒီညနေပို့ပေးမယ်လေ အော်ဆရာဒီညနေပို့ပေးမယ်လေဟုတ်ကဲ့ဆရာဟုတ်ကဲ့ပါမဟုတ်ဘူးဆရာကျွန်တော်တို့ကအရင်တည်းကကျွန်တော်ကပစ္စည်းပို့ရင်တရက်စောပို့တယ်နေအဲ့ဒါကြောင့်ဟုတ်ကဲ့ဆရာဟုတ်ကဲ့အော်ငါလေဗန်နဲ့ရလာတယ် သူတို့မပို့ပေးဘူးနော်ဆရာ အော်ဆရာကျွန်တော်တို့ကဟိုမပို့ပေးဘူးတဲ့ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ပါဟိုဘယ်တလီနဲ့ပို့ပေးတယ် ဘူးလို့လားဝိုင်းနဲ့ပို့ပေးရလေဂျာကြီးကဝိုင်းနဲ့ပို့ပေးရလေဂျာကြီးက ဆရာဟုတ်ကဲ့ကျွန်တော်တို့ဗန်နဲ့ပို့ပေးပါတယ်ခင်ဗျာဟုတ်ကဲ့အော်ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့